အမျိုးသားတူဦးသည်ငါးဖမ်းနေစဉ်မမျောလင့်ပဲနတ်နဂါးငယ်တစ်ကောင်ကိုဖမ်းမိခဲ့တယ်။ပထမတော့သူကစိတ်အယုံခြောက်ချမှုလိုပဲထင်ခဲ့ပြီးဒါဟာတကယ်ပဲလားဆိုတာစမ်းသပ်ကြည့်ခြင်းခဲ့တယ်။ဒါပေမဲ့အဲ့ဒီနတ်နဂါးငယ်ကသူ့ကိုတိုက်ရိုက်ကြိုက်လိုက်ပါတယ်။အဲ့ဒီနောက်နတ်နဂါးငယ်လေးဟာရေထဲကိုပြန်ဆင်းသွားပြီးပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီလူပြန်နိုးလာတဲ့အခါမှာတော့ပင်လယ်ရေအောက်ကမြင်ကွင်းတွေကိုသူ့မြင်နိုင်နေတာကိုအံ့ဩစွာတွေ့လိုက်ရတယ်။သူဟာနတ်နဂါးငယ်လေးကိုသူ့ရဲ့စိတ်ကူးနဲ့တောင်ထိန်းချုပ်နိုင်စွမ်းရှိလာခဲ့တယ်။အရင်ကဒငါးတဲ့တယောက်အနေနဲ့သူဟာဈေးပါတဲ့ရေထွက်ပစ္စည်းတွေကိုပဲဖမ်းမိလိမ့်ရှိပေမဲ့အခုတော့နတ်နဂါးငယ်ကိုအသုံးပြုပြီးတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုဖမ်းနိုင်လာပါပြီ။သူဟာချမ်းသာလာမယ့်နီလန်ကိုချက်ချင်းစဉ်းစားမိပြီးနတ်နဂါးကိုစတင်ထိန်းချုပ်ခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာပဲနတ်နဂါးလေးကသူ့ကိုဘယင်ကနန်း King Crabs အမြောက်အများဖမ်းပေးခဲ့ပါတယ်။ဒါကိုမြင်တော့သူအယမ်းစိတ်လှရှားသွားပြီးကနန်းလေးကိုရောင်းဖို့ဈေးကိုယူသွားခဲ့တယ်။ဒါပေမဲ့တခြားဈေးတွေကသူ့ကိုမြင်တဲ့အခါပြန်ပြီးလောင်ပြောင်ကြပြန်တယ်။ငါးဖမ်းလာတဲ့3နှစ်အတွင်းမှာဘယ်တော့မှတန်ဖိုးရှိတာမဖမ်းမိဘူးတဲ့အတွက်အခုလည်းဈေးပါတဲ့ရေးစားတွေလာရောက်တာပဲလို့သူတို့ကပြောကြတယ်။ထိုလူကရှင်းပြခြင်းပေမဲ့ဟိုတယ်ပိုင်ရှင်တူရုတ်တရက်ရောက်လာခဲ့ပါတယ်။ဟိုတယ်ပိုင်ရှင်ကဒါတွေဟာတာမန်ဘယင်ကနန်းတွေမဟုတ်ပဲပင်လယ်နက်ထဲကစစ်မှန်တဲ့ဘယင်ကနန်းတွေဖြစ်မှန်းချက်ချင်းထိလိုက်ပြီးဒေါ်လာ9သိန်းနဲ့ဝယ်ဖို့ကန့်လန့်ခဲ့တယ်။ထိုလူကဝမ်းသာဖို့တော့အချိန်မရလိုက်ပါဘူး။ဈေးတယ်တွေကတော့သူဟာတာမန်တငါးတယ်ပဲဖြစ်လို့ပင်လယ်နက်ထဲကကနန်းတွေကိုဖမ်းနိုင်စွမ်းမရှိဘူးလို့ပြောကြပြန်တယ်။ဟိုတယ်ပိုင်ရှင်ကလည်းအလိမ်မခံဖို့တတိပေးကြတယ်။ဟိုတယ်ပိုင်ရှင်ကစိတ်ဆိုးသွားပြီးသူကိုယ်တိုင်ရေထုတ်ကုန်lâmနေတာဖြစ်လို့အမှန်အမှားကိုတေချာဝေးဖမ်းနိုင်ကြောင်းပြောခဲ့တယ်။အဲ့ဒီနောက်သူ့လူတွေကိုထိုးလူထမ်းဒေါ်လာ9သိန်းလက်ငင်းဖေးခိုင်းလိုက်ပါတယ်။ဟိုတယ်ပိုင်ရှင်ကသူ့ဟိုတယ်မှာမနှက်ပြန်အရေးကြီးရဲ့ဧည့်သည်တွေရှိလာကြောင်း Bluefin တူနာငါ2ကောင်နဲ့ Neptune ကြောက်ငါ30လို့အအနေသေးကြောက်ပြောပြတယ်။အကယ်၍ထိုလူသားဖမ်းပေးနိုင်ရင်တူနာငါတစ်ကောင်ကိုဒေါ်လာ9သိန်းကြောက်ငါတစ်ကောင်ကိုဒေါ်လာ3သိန်းနှုန်းနဲ့ဝယ်မယ်လို့ကန့်လန့်ခဲ့တယ်။ထိုလူကချက်ချင်းသဘောတူလိုက်ပေမဲ့ဈေးသည်တွေကတော့သူ့ချွားလုံးထုံနေတာပဲလို့ထင်နေကြတယ်။တာမန်လူတယောက်ကအဲ့ဒီငါးတွေကိုမဖမ်းနိုင်ဘူးလို့သူတို့ကဆိုကြတယ်။ထိုလူကဘာမှပြန်မရှင်းပြပဲပစ္စည်းတွေသိမ်းပြီးထွက်လာခဲ့တယ်။သူလိုချင်တဲ့ငါးစရင်ကိုနတ်နဂါးလေးကိုပြောပြပြီးပင်လယ်နားမှာစိတ်ရှည်လက်ရှည်စောင့်နေခဲ့တယ်။မကြခင်မှာပဲနတ်နဂါးလေးကလိုအပ်တဲ့ငါးအားလုံးကိုဖမ်းပြီးကမ်းပေါ်ကိုတည်လာပေးခဲ့တယ်။ထိုလူအိမ်ပြန်ရောက်တဲ့အခါမှာဟိုတယ်ပိုင်ရှင်ကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ဖုန်းဆက်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာဟိုတယ်ပိုင်ရှင်ကလည်းလိုအပ်တဲ့ငါးတွေကိုနေရာအနှံ့လိုက်ရှာနေခဲ့ပြီးထိုလူကအလုပ်ကိုပြီးမြောက်အောင်လုပ်နိုင်ပါမလားလို့စိုးရိမ်မိခဲ့တယ်။ထိုလူကပိုင်ရှင်နဲ့ဆက်သွယ်မရတာကြောင့်ငါးတွေကိုရောင်းဖို့ဈေးကိုပြန်သွားခဲ့တယ်။အဲ့ဒီမှာဟိုတယ်ပိုင်ရှင်နဲ့ပြန်ဆုံခဲ့ပါတယ်။သူဖားလာတဲ့ငါးအမြောက်အများကိုမြင်တော့အားလုံးအံ့ဩမြင်သက်သွားကြတယ်။ဈေးတယ်တွေကအဲ့ဒီငါးတွေဟာအတုတွေလိုတောင်တန်တရားဝင်ပြီးချက်ချင်းခွဲပြဖို့တောင်းဆိုကြတယ်။ဟိုတယ်ပိုင်ရှင်ကိုယ်တိုင်လည်းတန်တရားဝင်လာပါတယ်။တာမန်လူတိလောက်ကအချိန်တိုအထွေးငါးတွေတိလောက်အများကြီးဖမ်းနိုင်တာကိုသူလည်းမယုံနိုင်ဖြစ်နေခဲ့တယ်။ဒါကြောင့်ထိုလူကတပ်တွေပြဖို့အတွက်ငါးတွေကိုခွဲကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။